တင်းဝိုင်းတာတင်းလည်းမတင်ချက်ဝိုင်းကြဝိုင်းကြတာဆိုတကယ်များမှုပြရလားအရင်ကဘာလဲလို့လားအားလုံးကအရင်ကဘာလို့လဲအချုပ်မိတ်တက်ဒီမှာအမလေးကျန်တော့တော့မြင်တော့ပြောလဲအားမှုရတယ်တော့ပါဟောဒီခေါင်းလေးလေးကိုလူကိုတိုင်းပဲတော်တော့မှာမိတ်တက်ကိုတော်တော့မှာဒီမှာကြည့်ရအောင်တော့လုံးမနော်လုံးမနော်အဲ့ဒါဟုတ်တယ်ချက်ကိုဘယ်တော့နိုင်မှုလို့လဲနိုင်မင်းတို့ချက်ကခန္ဓာကြပြီလေဟဲ့အောင်တိုက်တော့ခန္ဓာတိုက်မခန်းကြီးဆိုးပြီးတော့ကြည့်ပြောတော့ဒါတော့ရတော့ကာလာကျင်သားသေးတယ်ကြက်နေတယ်ဟာတော့ဒီပယန်းကြီးရောက်နေဆွေရောက်နေမှာမဟုတ်ဘူးလားလာတဲ့လူကဘာလို့လဲလာဟဲ့အောင်ဘယ်မှာခိုင်းလဲဒီကရလကားရှိအားတော့ဘေးကျက်မနိုင်လေအဲ့ရိုးလေးကိုချပါသူတို့မရောတာရိုးတို့အဲ့ဟာရောကျက်မနိုင်ရင်မင်းရိုးချအားရတာမရှိတယ်ဒီမောင်ကျော်မကြောက်ဘူးများချင်းဟောကြောက်တယ်ခင်ဗျာကြောက်တယ်ခင်ဗျာမကြောက်ဘူးဆိုဘာလို့နောက်ဆုတ်သွားရှင်းတယ်ကြည့်တူမှာငါပြောတာဟုတ်တယ်နင်းဘာလို့နှိုက်ကြလဲရှင်းတူကြောက်လေရှင်းတူမောင်ကျော်ကြောက်ကြည့်လို့တတိရှင်းလားဟုတ်ပါသွားကြတော့ခဏဟဲ့ဒါကြောင့်လည်းနေကြည့်တော့နေတွင်းဟောက်တယ်စိတ်မကောင်းနဲ့အယိုးနဲ့ထိုးရင်သဘောပါကျိုးတယ်သဘောပေါက်လားမလေးဒါတမ်းမှာလည်းတော့အယိုးလောက်ကတော့အယိုးနဲ့ခိုင်းသဘောပါမချမ်းဘူးသူတို့တော့မလုပ်နဲ့တို့ရင်ဟာပါကြိုက်ကြီးလည်းတော့မခိုင်းအောင်တော့ကြိုက်ကြီးကဒါနဲ့နေကြီးတော့ကြိုက်ကြီးရတာထုတ်တယ်လိုက်ဘာမှမဟုတ်လေဓာတ်တော့ပဲကဘာလို့ဒီကိုတိုက်တာဓာတ်တော့ရတော့ကြီးနေတယ်ကွာကိစ္စနေတာကွာယူဖို့ကျွန်တော်အဝေးရသွင်းပြီးတော့ဘယ်တော့ကောင်းနေဆိုတော့ဘာလို့လဲပါပါဟဲ့ဘယ်လိုလဲဒါပြောင်းနေတယ်အဲ့ကြောင့်မြန်အဲ့ကြောင့်မြန်ဒါတော့မကြောက်ဘူးလားရတယ်ပေးလိုက်ကြငါတို့ရဲ့မရနိုင်တာကွာနော်လက်နိုင်တာအဲ့ဒါမရနိုင်တယ်ဘာဖြစ်လို့လဲဟာဒါလည်းတော့ပါဘယ်ကဘယ်ကယုံနေတယ်ဘယ်ကတက်နေတယ်လို့ပဲအားနာပြတ်တယ်တော့ပိတ်အားလုံးကမစိုးဘူးလေဟာဟဲ့ကြည့်လိုက်ကြဟဲ့အော်တောင်းကြီးသာသူ့တိုင်းပဲကိုယ်ကတော့တက်လို့အဲ့ဒီကိစ္စကြီးပါကြည့်လာပြီဟာတကယ်ထိုးပြီနော်ဟုတ်ကဲ့ရေလုံးလုံးကမ်းလိုက်ခါမှသို့